ကဲဒီနေ့ကတော့ web design ဖြစ်ပါတယ် web design ကိုကျွန်တော်ကဦးတောက်အောင်လို့ပြောင်းပြန်လှန်ထားတယ်ပေါ့နော်အထက်ကညီကြီးတွေပြောင်းအောင်လို့နေပါတယ်မကြီးနှစ်စားနဲ့ပြောင်းအောင်စိတ်ချဆေးပါတယ်ခင်ဗျရလကာရှိတဲ့သုံးလို့ရပါတယ်ခင်ဗျနောက်တစ်ခုကတန့်စင်သွားပြီဆိုရင်ကျွန်တော်လှီးပြီးတော့စနင်းမှုန့်ထည့်မယ်ပြီးရင်စားထည့်မယ်စားထည့်ပြီးရင်ကျွန်တော်တို့အချိုမှုန့်ပေါ့နော်ကျွန်တော်ကတော့ချိုမှုန့်စားတယ်ချိုမှုန့်မစားတဲ့သူကတော့ဟင်းကတ်မှုန့်ပဲထည့်ဖို့ပြီးရင်နောက်တစ်ခုကငပြားရည်လေးနဲ့ထည့်မယ်မှုန့်မွေးလေးဖြစ်သွားအောင်ပေါ့နော်ပြီးရင်ငပြားရည်ထည့်ပြီးတဲ့အခါမှာဟင်းမွေးမဆလာလေးပေါ့မဆလာထည့်မယ်မှုန့်မွေးလေးကြိုက်တဲ့သူကမဆလာထည့်လို့ရတယ်ပြီးရင်ဟင်းကတ်မှုန့်လေးနဲ့ထည့်မယ်ခင်ဗျပြီးရင်ကျွန်တော်တို့အားလုံးကိုစုပြီးရောသမနေပါတယ်နေပြီးခဏလေးနှက်ထားမှာဖြစ်ပါတယ်နှက်ပြီးတဲ့အချိန်မှာငရုတ်သီးစီတက်ရမှာဖြစ်ပါတယ်ခင်ဗျငရုတ်သီးစီအဆင်ပြေပါတယ်ဒါကတော့ချက်ပြီးစဖို့မှုပေါ့နော်ဝက်ကလီစာနဲ့ဟိုဘက်မှာမကြီးရွက်တုတ်မယ်ပေါ့နော်ဝက်ကလီစာဟင်းနဲ့မကြီးရွက်တုတ်လေးနဲ့ဆိုရင်တော့လိုက်မယ်တင်တာပဲ share ပဲ